David Beckham နောက်မပိုင်ဆိုင်ခဲ့တဲ့စံချိန်တစ်ကိုပိုင်ဆိုင်သွားတဲ့ Jamie Vardy Serie A club Cremonese မှာကစားနေတဲ့ Leicester နဲ့ England လက်ရွေးစင်တိုက်စစ်မှုဟောင်း Jamie Vardy ဟာ Paul Gascoigne, Paul Ince နဲ့ David Beckham တို့လိုကစားသမားတွေတောင်မရခဲ့ဘူးတဲ့စံချိန်တစ်တစ်ခုကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ Jamie Vardy ဟာ Serie A တလတာအကောင်းဆုံးကစားသမားဆုရခဲ့တာဖြစ်ပြီးဥရောပထိပ်တန်းလိ၄ခုထဲမှာပါဝင်ပြီးပရီးမီးယားလိပြင်ပမှာတလတာအကောင်းဆုံးကစားသမားဆုရတဲ့ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ်စံချိန်တစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Jamie Vardy ဟာနိုဝင်ဘာလအတွက် Serie A တလတာအကောင်းဆုံးကစားသမားဆုရခဲ့တာဖြစ်ပြီး AC Milan တိုက်စစ်မှုမိုင်ဂျီနန် Inter Milan တိုက်စစ်မှု Lautaro Martinez, Napoli ကွင်းလယ်ကစားသမား David Neres တို့ကိုကြော်ဖြတ်ပြီးရရှိခဲ့တာဖြစ်ပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့ Jamie Vardy ဟာ Cremonese ကိုတနစ်စာချုပ်နဲ့ရောက်လာခဲ့သူဖြစ်ပြီးတကယ်လို့ Cremonese တမ်းမစင်းရဘူးဆိုရင်စာချုပ်တစ်ချုပ်ဆိုမဲ့သဘောတူညီချက်ရယူထားတဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL online service ရှိပါတယ်။ 555 mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။